ကဲအားလုံးပဲဒီနေ့မှာတော့ဆရာမျှဝေပေးခြင်းတဲ့ဂမ်မီကအထူးရေတရာလေးကတော့ကိုဘယ်လောက်တေလောက်အောင်မုန်းနေပါစေကိုတန်းတန်းဆွဲချစ်အောင်လုပ်လို့ရတယ်နော်ကိုနားကနေထွက်ခွာမသွားအောင်ကိုအရေးကြီးနဲ့ကြည်နေအောင်ပြုလုပ်လို့ရတဲ့အစီအမံလေးပါပဲလွယ်ကူရိုးရှင်းပြီးတော့လူတိုင်းလိုက်လုပ်လို့ရတယ်ရေတရာအစီအမံလေးမို့9ရက်သားသမီးအားလုံးကိုဒီနေ့မှာဆရာမျှဝေပေးတော်မယ်ဒီရေတရာလေးကဘာဒီဆွမ်းလဲဆိုချစ်သူတတန်းကြာလာပြီးတော့အိမ်တောင်တတန်းကြာလာပြီးတော့ကိုပေါ်မှာသွေးအေးသွားတယ်အခြားတစ်ယောက်ပေါ်ကိုစိတ်ရိုက်နေတယ်မိမိရဲ့ပြောစကားဆိုစကားကိုနားမထောင်ဘူးဆိုရင်ဒီရေတရာလေးကိုပြုလုပ်လို့ရပါတယ်ဒီရေတရာလေးကိုပြုလုပ်မယ်ဆိုရင်ယုံကြည်လေးနဲ့လိုက်လုပ်ပေးကြခြင်းပါတယ်ဒီဂမ်မီရေတရာလေးပြုလုပ်ပြီးသွားမယ်ဆိုရင်ကိုမကိုတန်းတန်းဆွဲချစ်လာပြီးတော့တေလောက်အောင်မုန်းနေတဲ့လူတော်မှကိုပြန်ပြီးတော့ချစ်ခင်ဆုံမက်လာလိမ့်မယ်ချစ်တာထက်ပိုပြီးတော့ဆွဲလန်းစီရမယ်ဂမ်ဘီယာရေတရာအစီရင်လေးပါနော်ဘာမှကုန်ကြမှုလည်းမရှိဘူးမိမိကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ရေတရာအစီအမံလေးမို့ဆရာရဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်ပြီးသွားဘာတွေလိုအပ်လဲဘာတွေလုပ်ရမလဲဆိုတာဆရာဒီမှာမျှဝေပေးမယ်ဆရာတို့ကဒီမှာဩဇာရွက်လေးတစ်ရွက်တော့လိုမယ်ဗျဩဇာရွက်ရဲ့အတိတ်ကမိမိကဘယင်တွေဘာလို့ပဲဩဇာအာဏာငင်းအောင်လို့ဆရာတို့ကနော်တက်ခံတပေါ်နဲ့ဆရာတို့ကထည့်ပေးထားတာဩဇာရွက်လေးအပေါ်မှာချက်သွန်ပြူလေးတစ်ခုလုံးပဲချက်သွန်ပြူလေးကိုဆရာတို့ကအဲ့လိုမျိုးထည့်ပြီးသွားလို့ရှိရင်ဆရာတို့ကဒီမှာဩဇာရွက်လေးကိုဒီလိုလေးလိမ့်လိုက်ပါနော်ဩဇာရွက်လေးကိုဒီလိုလေးလိမ့်လိုက်နော်ဩဇာရွက်လေးဒီလိုလေးလိမ့်ပြီးသွားလို့ရှိရင်ဆရာတို့ကလှုပ်ချင်သူရဲ့နာမည်ပေါ့နော်နာမည်ကိုလှုပ်ချင်သူရဲ့နာမည်မောင်ဖေမောင်ကိုဖေကိုဆရာတို့ကဒီမှာဒါလေးကိုဒီပေါ်မှာဆရာတို့ကရေးပေးရမယ်ဒီလိုရေးပြီးသွားလို့ရှိရင်ဆရာတို့ကခြုံတက်တဲ့အရာလေးနဲ့ဒီလိုလေးထိုးနော်ထိုးပြီးတော့မိမိအိတ်တဲ့ခေါင်းအောက်မှာ3ရက်တိတိထားပြီးတော့အိတ်နော်3ရက်တိတိထားပြီးတော့အိတ်3ရက်ပြည့်တာနဲ့ထူးခြားလာလိမ့်မယ်မိမိကိုတေလောက်အောင်မုန်းနေတဲ့သူတော်မှမိမိကိုချက်ချင်းဆက်သွယ်လာလိမ့်မယ်အရင်ကသွေးအေးသွားတဲ့ချစ်သူတွေဆိုရင်လည်းမိမိရှိကိုချက်ချင်းလာပြီးတော့အရင်ကထက်ပိုပြီးတော့ချစ်ခင်စုံမက်လာလိမ့်မယ်ဒါကြောင့်ဒီရေတရာလေးကိုပြုလုပ်မယ်ဆိုရင်ယုံကြည်လေးနဲ့ပြုလုပ်ပေးစေခြင်းနဲ့အမတန်အစွမ်းထက်တဲ့ရေတရာလေးမို့လို့ပါနော်9ရက်သားသမီးအားလုံးမြင်အောင်တွေ့အောင်လို့ like ပေးသွားပါ share ပေးသွားပါ